အားလုံးပဲမင်္ဂလာပါ FFP ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူ J ပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်ဇာတ်ကားလေးကတော့1982ခုနှစ်ကထွက်ရှိထားတဲ့အကောင်းဆုံးမာဖီးယားရုပ်ရှင်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးတော့ပါမယ်ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ The Godfather ပဲဖြစ်ပါတယ်ဒီလိုမျိုးတကယ်ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုပဲတင်ဆက်ပေးတော့မှဖြစ်တာကြောင့် channel လေးကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာဇလန်ရဲ့အစမှာတော့အီတလီလူမျိုး Victor Corleone ဆိုတဲ့သူကနယူးယောက်မှာတော်တော်လေးဩဇာအာဏာရှိတဲ့မိသားစုတစုရဲ့ခေါင်းဆောင်ဖြစ်ပါတယ်သူ့ကိုဆိုရင်နိုင်ငံရေးသမားတွေစီးပွားရေးသမားတွေကတော်တော်လေးကိုအားကိုးနေရပြီးဩဇာညောင်းတဲ့သူတယောက်ပဲဖြစ်ပါတယ်ဒီနေ့ဆိုရင်တော့သူ့ရဲ့သမီးရဲ့မင်္ဂလာပွဲဖြစ်ပြီးသူ့မှာအကြီးဆုံးသားဆန်နီပြီးတော့မွေးစားသား Tom ဒုတိယသား Fredo နဲ့အငယ်ဆုံးသား Michael ဆိုပြီးတော့ရှိပါတယ်တူဦးလေးတော့သမီးကတော့ Connie ဖြစ်ပြီးဒီနေ့ကတော့သူ့ရဲ့တူဦးလေးတော့သမီးရဲ့မင်္ဂလာပွဲပဲဖြစ်ပါတယ်သူတို့မိသားစုကနယူးယောက်မှာလောင်ကစားလုပ်ငန်းအပါအဝင်တခြားတရားမဝင်လုပ်ငန်းတွေတော်တော်များများကိုဥဆောင်ပြီးလုပ်ကိုင်နေတဲ့မိသားစု၅စုတည်းက Corleone မိသားစုတွေပဲဖြစ်ပါတယ်အဲ့ဒီထဲမှာVictor ကခေါင်းကန်ဖခင်ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အားကိုးအားထားရာတယောက်ဖြစ်နေခဲ့တယ်အခုလည်းလူတယောက်ကသူ့ရဲ့သမီးကရရဆက်ဆက်ပဲမရင်းချင်းတပ်ဖြတ်ခံလိုက်ရတာကြောင့်သူ့ရဲ့သမီးအတွက်တရားမျှတခွင့်ရှာပေးပါဆိုပြီးတော့ Victor စီမှာတောင်းဆိုနေခဲ့တယ် Victor ကလည်းဘာလို့ရှင်လို့လဲလို့မေးလိုက်တော့ဟိုလူကသူ့ရဲ့သမီးကိုရရဆက်ဆက်လှုပ်သွားတဲ့သူကိုတရားမျှတတဲ့အနေနဲ့သူ့ကိုတတ်ပေးပါဆိုပြီးတော့တောင်းဆိုနေခဲ့တယ်ပြီးတော့သူပတ်စံဘလောက်ပဲပေးမယ်ဆိုပြီးပြောနေခဲ့တာကြောင့် Victor ကလည်းလူသက်တဲ့ကိစ္စမှာတော့သူမလုပ်ပေးနိုင်ဘူးဆိုပြီးပြောနေခဲ့တယ်ဘာလို့လဲဆိုတော့အရင်တော့သူ့ကိုဒုစရိုက်ကောင်လိုမျိုးတတ်မှတ်ပြီးမပတ်သက်ဖို့အတွက်စူးစမ်းနေတဲ့သူကအခုလူသက်ခိုင်းမဲ့ချိန်ကြမှာလာပြီးချင်းကားတာကို Victor ကမလိုလားတာပဲဖြစ်ပါတယ်ဒါပေမဲ့ရှေ့လျှောက်သူနဲ့မိတ်ဆွေတွေလှုပ်သွားမယ်ဆိုရင်တော့အခုလိုဖြစ်သွားတဲ့မိန်းကလေးငယ်ကိုလည်းသူ့ရဲ့သမီးဖြစ်တတ်မှတ်ပြီးလှုပ်ပေးမယ်လို့ပြောနေခဲ့တယ်ဒီလိုနဲ့ဒီကိစ္စကိုကင်တွယ်ဖို့အတွက်သူ့ရဲ့မွေးစားသားဖြစ်တဲ့ Tom ကိုတာဝန်ပေးခဲ့လိုက်တယ်ပတ်စံရှိတဲ့မိသားစုရဲ့မင်္ဂလာပွဲဖြစ်တာကြောင့်လက်တွေတော်တွေကလည်းလူကုန်တွေဖြစ်နေပြီးစင်ခံကားတွေများပြားရှိနေခဲ့တယ်အဲ့ထဲမှာတော့ပြိုတိုင်းကြိုက်တဲ့နင်းစစ်ကင်ဖြစ်တဲ့နာမည်ကြီးဆိုတော့ Johnny ကလည်းဒီမင်္ဂလာပွဲကိုတက်ရောက်ခဲ့တယ်တကယ်တော့သူက Victor ရဲ့လူတစ်ယောက်တာဖြစ်ပြီးအခုလိုမျိုးနာမည်ကြီးဆိုတော့ဖြစ်သွားအောင်လဲ Victor ကပဲကူညီပေးခဲ့တာဖြစ်ပါတယ်အခုလည်းသူ့မှာခက်ခဲရှိနေတာကြောင့် Victor စီမှာလာပြီးတော့ကူညီတောင်းနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ငိုယိုပြီးတောင်းပန်နေတဲ့ Johnny ကိုလည်း Victor ကဒေါသထွက်နေပြီးအဲ့ဒီအတွက်လည်းဘာမှမပူပြောနေခဲ့တာသူကူညီပေးမှဖြစ်ကြောင်းကတိပေးခဲ့လိုက်တယ်အခုလောလောဆယ်တော့မင်္ဂလာပွဲကလေးကိုတွားလိုက်ပြီးမင်္ဂလာကိတ်မုံခွဲလိုက်ကြက Victor ကလည်းမင်္ဂလာပွဲရဲ့ကြီးမှာတော်တော်လေးလှုပ်ရှုပ်နေခဲ့တယ်အဲ့လိုနဲ့ပဲမိသားစုတပုံရိုက်လိုက်ကြတယ်နောက်ရောက်တော့ Victor ရဲ့မွေးစားသားလည်းဖြစ်ရှေ့နေလည်းဖြစ်တဲ့ Tom Hagen က Hollywood ရဲ့နာမည်ကြီးဒါရိုက်တာတယောက်စီကိုတွားခဲ့လိုက်တယ်တကယ်တော့အဲ့ဒါက Johnny ရဲ့ကိစ္စဖြစ်ပြီး Johnny ကအဲ့ဒါရိုက်တာရိုက်မဲ့ဇာတ်ကားထဲမှာပါဝင်ရိုက်ကူးချင်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒါရိုက်တာကြီးကလည်းအစပိုင်းမှာညှင်းနေခဲ့ပေမဲ့ Victor ရဲ့ရှေ့နေဆိုတာသိသွားတာကြောင့် Tom ကိုလည်းသူ့ရဲ့အိမ်ကိုဖိတ်လိုက်ပြီးသူ့ရဲ့အခြေဆုံးမြင်းနဲ့ပါမိတ်ဆက်ပေးလိုက်တယ်ဒီလိုနဲ့ညစာပါဖိတ်ကြွေးလိုက်ပြီး Johnny ကသူ့ရဲ့ဇာတ်ကားမှာရိုက်မယ်ဆိုရင်ဒီ character နဲ့တေချာပေါက်မှာဖြစ်ပေမဲ့ Johnny ကိုလုံးဝပေးရိုက်မှာမဟုတ်ကြောင်းပွင့်လင်းစွာပြောပြနေခဲ့တယ် Victor ကိုသူကလေးစားပေမဲ့ Johnny ကရုပ်တမာကောင်ဆိုပြီးပြောဆိုနေခဲ့က Victor ကိုလည်းတခြားတောင်းဆိုမှုတောင်းဖို့အတွက်ပြောနေခဲ့တယ်ဘာလို့ဆိုသူမျှော်လင့်ထားတဲ့ရုပ်ရှင်မင်းသမီးတယောက်ကို Victor ကဖျက်ဆီးခဲ့လို့ပဲဖြစ်ပါတယ်ဒီလိုနဲ့ညင်းဆိုခဲ့တဲ့ director ကြီးကို Victor စီကိုအကြောင်းပြန်ပေးမယ်ဆို Tom ကပြောပြီးအဲ့ကနေထွက်လာခဲ့တယ်နောက်ရက်ရောက်တော့ director ကြီးလည်းပုံမှန်တိုင်းသူ့ရဲ့အိယာကနေနိုးလာခဲ့ပြီးသူ့ရဲ့ဆောင်နှက်မှာတော့သူ့ရဲ့ပေးချင်နေခဲ့တာကြောင့်